ကန်းဆောင်နတ်ကကိုထင်ပြပြီးတော့တဲ့ပုံမြင်ဆိုတော့လေကိုထင်ပြပြီးတော့ရှင်ကလေးမင်းဘာလုပ်တာဟာကျွန်တော်ချစ်တဲ့ရှင်မလေးဒီထဲမှာရှိတယ်ဒါကြောင့်မို့လို့ပင်လေကြီးတွေဖုံးနေလို့မမြင်ရလို့ပင်လေကြီးတွေကုံသွားအောင်ကျုပ်ဒီလိုလုပ်နေတယ်မင်းမဖြစ်နိုင်ဘူးနော်တနာလွန်းလို့ဟုတ်လားအဲ့ဒါနဲ့ကန်းဆောင်နတ်ကမင်းမှာချစ်ချင်းကြောင့်ပင်ပန်းနေပြီဒါကြောင့်ဒီချစ်ချင်းတွေရော့သွားအောင်သူ့ကိုဘယ်လိုလုပ်မလဲဆိုတော့ကန်းဆောင်နတ်ကမြင်တာကိုဗျမြင်တော့ရှင်ကလေးမင်းကသာမင်းရဲ့ရှင်မလေးကိုလွန်ဆွေးပြီးတော့ချစ်ချင်းနဲ့မင်းပင်ပန်းနေတာမင်းရှင်မလေးကဘဝပြောင်းပြီးတော့လေဟောဒီပင်လေကိုစောင့်တဲ့နတ်မင်းကြီးရဲ့နတ်မိဖုရားဖြစ်နေတယ်ဗျာလို့ပြောတယ်အဲ့ဒါနဲ့ကန်းဆောင်နတ်ကဒီရှင်လေးရဲ့ချစ်ချင်းတရားတွေရော့ပြီးတော့တတ်တာပါစီတော့ဆိုတဲ့ရည်ရွယ်ချက်နဲ့သူ့ရဲ့တကူနဲ့ပင်လေဆောင်နတ်မင်းကြီးနဲ့ရှင်မလေးကသေလို့ဖြစ်နေတဲ့ပင်လေဆောင်နတ်မင်းကြီးရဲ့မိဖုရားကိုတကူနဲ့ပြတော့ရှင်လေးကမော့ကြည့်ကြည်စမ်းသူငါ့ကိုအမှတ်မရတော့ငါကတော့သူ့ကိုတွေ့ဖို့အတွက်ရည်ဒီခန်းအောင်ကြိုးစားနေရပိဋကရဲ့ချစ်ချင်းကနေမုံချင်းကိုတောက်လျှောက်ရောက်သွားတာချစ်ချင်းနဲ့မုံချင်းဟာလေဟိုဘက်နဲ့ဒီဘက်နဲ့ကတ်နေတယ်လို့ပဲလှည့်လိုက်တာနဲ့တခါတလေအင်မတန်မြန်တယ်နော်တဏှာလောဘနဲ့ချစ်တယ်ဆိုတာကိုယ်စိတ်တိုင်းမကြတာနဲ့တပြိုင်နက်တည်းမုံတော့တာပဲ